Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ JC Korean နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုဒီဗီဒီယိုလေးရဲ့အတန်ကတော့ကျွန်တော် YouTube ကညီကိုမောင်နှမတွေအတွက်အထူးပြန်ပြီးတော့အတန်သွင်းပြီးတော့ပြောပြထားတာဖြစ်ပါတယ်ခင်ဗျာခုဒီကန်လေးဆိုလို့ရှိရင်ကျွန်တော်တို့ဘူအုပ်ခဲဆိုတဲ့အုပ်ခဲလေးရောင်းတဲ့နေရာနေပြီးအုပ်ခဲလေးတွေကို customer တယောက်ကလက်ဆောင်ပေးရတဲ့အတွက်ကျွန်တော်အမျိုးသမီးကကတ်ပြီးတော့အိမ်ဆောက်ထားတာဖြစ်ပါတယ်ဒီအိမ်လေးတွေအိမ်ရဖို့တက်ကို4 5 6ည9ညတီးဆောက်ရပါတယ်ခင်ဗျာဒီပင်ကန်လေးအကြောင်းကိုဒီတိုင်းပဲရှင်းပြချင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်လိုက်တာဖြစ်ပါတယ်ဒီပင်ကန်လေးထဲမှာဘာတွေပါလဲဆိုတော့ HVAC3 filter ပါတယ် Samsung skin မှာပါတယ် fan ပါတယ်ပြီးတော့မီးပါတယ်ပေါ့နော်ပြီးတော့ဒီထဲမှာ swine 3 liter လောက်ပါတယ်ပြီးရင် gravel လေးတွေပါတယ်အပင်တွေကတော့ Echinodorus Red Ruben ပြီးတော့ Amazon Sweat တွေပြီးတော့ Crypto Green တွေ Ribbon Green တွေပါပါတယ်ဒီကန်လေးထဲမှာပါတဲ့ငါးတွေကတော့မော်လီလေးတွေပါတယ်ရွှေနှင်းစီပါတယ်ရင်းကြီးစားတဲ့စီအေးငါးလေးတွေပါတယ်ပြီးတော့ကျွန်တော်ဂျူပြူရဲနေပါတတ်တဲ့ Ranchon Snake လေးတွေပါပါတယ်ဒီဗီဒီယိုလေးကကျွန်တော်လုပ်ထားတာအင်ဒိုကန်တွေထဲမှာနောက်ဆုံးလုပ်ထားတဲ့ကန်လေးပေါ့နော်ဒီကန်လေးအကြောင်းပြောပြချင်လို့ဒီဗီဒီယိုလေးတင်ဆက်လိုက်တာဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ JC Korean နေပြီးတော့ဆုမွန်အောင်တောင်းလိုက်ပါတယ်ခင်ဗျာတတာ